အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကကြတော့ကျွန်တော်တို့လက်ရှိမှာ Google AI ရဲ့ training ဖြစ်နေတဲ့ VO3 နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရဲ့ကျွန်တော်တို့ account ရရှိပြီးတဲ့တူတွေကဘာတွေဆက်ပြီးတော့အသုံးချလို့ရမလဲဘလို့အသုံးချတင်လဲဆိုတာလေးတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြပြီးတော့မှာပဲဖြစ်ပါတယ်လက်ရှိမှာတော့ Google ကနေပြီးတော့သူ့ရဲ့ Google AI Pro 1ဆိုတဲ့ package လေးတစ်ခုကိုတစ်လ free သုံးခွင့်ပေးထားပါတယ်အဲ့ဒီတစ်လ free သုံးခွင့်ရဖို့အတွက်ကိုလည်းကျွန်တော်တို့အနေနဲ့ VPN ခံပြီးတော့ USA VPN ခံပြီးသုံးရတယ်ပြီးတော့ဒီ mail ကိုဖွင့်တဲ့ခါကျရင်လည်း USA mail နဲ့ပေါ့နော်ကျွန်တော်ကကြတော့ USA mail ဖွင့်တယ် USA mail ဖွင့်ပြီးတဲ့ချိန်ကြတော့မှဒီဥစ္စာကို account လာဖွင့်တယ် account ဖွင့်တဲ့ချိန်မှာလည်းသူက visa ကတ်တွေပါတွေထည့်ပြီးတော့မှ account ကပွင့်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအချက်လက်တွေပြည့်စုံတယ်ဆိုရင်တော့မိတ်ဆွေတို့ကိုယ်တိုင်ဖွင့်လို့ရပါမယ်အဲ့လို account ဖွင့်တဲ့ချိန်ကျရင်လည်းပြဿနာတစ်ခုရှိပါတယ်အဲ့ဒါကကြတော့ကျွန်တော်တို့ဒီ flow အသုံးပြုဖို့အတွက်ဒီ credit 1000မပါလာတဲ့ပြဿနာပေါ့နော်ကျွန်တော်မှဆိုရင်လည်းအချို့ account တွေဆိုရင်ဒီ account သာဖြစ်သွားတယ်visa ကတ်အချက်လက်အားလုံးထည့်လိုက်တယ်သူကတော့ဒီနေရာမှာတစ်လကို credit 1000အနေနဲ့ free ပါမယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ flow တဲ့ကိုဝင်ကြည့်တဲ့အခါကျတော့ subscription ပုံစံမျိုးနဲ့ပြရတယ် flow ကြတော့တုံးလို့မရဘူးပေါ့နော်အဲ့လိုမျိုးတွေလည်းကြုံတွေ့ရပါတယ်အချို့ကြတော့လည်းရတယ်အချို့ကြတော့လည်းမရဘူးပေါ့နော်လက်ရှိကျွန်တော်ရောင်းချပေးနေတဲ့ account တွေကကြတော့ကျွန်တော်ဒီ credit ပါမပါကျွန်တော်အကုန်လုံးစစ်ပြီးတော့မှရောင်းချပေးတဲ့ account တွေဖြစ်ပါတယ်သူ့ကိုတုံးမဲ့ဆိုရင်တော့ကျွန်တော်တို့က USA VPN ခံထားပေးဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ VPN ကအလုံးလုံးမလို့တေချာတိချင်နေဆိုရင်တော့ကျွန်တော်တို့ browser ကနေပြီးတော့ what is my IP address ဆိုပြီးတော့အဲ့ဒီ website လေးကိုရိုက်ထည့်လိုက်ပါတော့အဲ့ဒါဆိုရင်ဒါကိုက location ကဘယ်ကိုပြနေလဲဆိုတာကိုစစ်ဆေးလို့ရမှာပဲဖြစ်ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ Google AI Pro 1ကိုအသုံးပြုနေတယ်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြသွားမယ့်အကြောင်းအရာလေးတွေကိုမိတ်ဆွေကိုယ်တိုင်အသုံးချလို့ရမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီပုံတွေဖန်တီးတဲ့ဗီဒီယိုတွေဖန်တီးတဲ့အချိန်မှာဖြစ်လာတဲ့ error လေးတွေပေါ့နော်အဲ့ဒီအကြောင်းအရာလေးတွေကိုလည်းအခုဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ် Google အနေနဲ့ကသူ့အနေနဲ့ဒါ marketing ဆင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်ရှေ့မှာလွန်ခဲ့တဲ့2နှစ်ကျော်လောက်တုန်းကအားလုံးမမိကြမယ်မေဂျာနီတုန်းကပေါ့နော် AI နေစပြီး training ဖြစ်တဲ့အချိန်မှာမေဂျာနီကသူက free pay သုံးတယ် free pay သုံးတာဟိုမှာနောက်ပိုင်းကျတော့လုံးဝ free သုံးခွင့်ကိုပိတ်ပစ်လိုက်တယ်ပိတ်ပစ်ပြီးတော့သူ့ကိုအသုံးပြုချင်တယ်ဆိုရင်ဝယ်သုံးဆိုတဲ့ system နဲ့သူကတွားတယ်အဲ့တော့လက်ရှိဒီ Google AI Pro မှာလည်းကျွန်တော်ဒီ free ရတဲ့အချိန်မှာကြော်ခွပြီးတော့အသုံးပြုကြတယ်အဲ့ဒီအသုံးပြုကြတဲ့အတွက်ကြောင့်ဒီဥစ္စာရဲ့သဘောတရားတွေကိုနားလည်သွားမယ်ဒါကိုဘယ်လိုအသုံးချလို့ရမလဲအခု commercial ပြန်လုပ်မယ်စီးပွားဖြစ်ပြန်လုပ်မယ်သူတွေဆိုရင်လည်းဒီကနေပြီးတော့ကျွန်တော်တို့ကဘယ်လိုအသုံးချတင်လဲဆိုပါစို့သူကအခုကျွန်တော်တို့ဒီ free ပေးသုံးထားတဲ့အနေအထားမှာ free သုံးခွင့်ရတာတယ်ဆိုတာကျွန်တော်တို့အတွက်လေ့ကျင့်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်အကယ်၍ကိုကဒါကိုအသုံးချတဲ့အချိန်မှာကြိုက်သွားတယ်ဒါကိုဆက်ပြီးတော့အသုံးပြုချင်တယ်ဆိုရင်နောက်ပိုင်းသူက free မပေးတော့ဒီတိုင်အောင်ကိုယ့်အတွက်စီးပွားဖြစ်အသုံးချလို့ရမယ်ဆိုရင်ဒါကိုဝယ်သုံးတင်တဲ့ခါကျရင်လေကျွန်တော်တို့ကဝယ်သုံးလို့ရမယ် tools တစ်ခုအနေနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်လက်ရှိမှာသူရောင်းထားတဲ့ဈေးကကြတော့ဒီ Google AI Pro 1ကိုမှတစ်လကို19.99ဆိုတော့$20ပဲထားလိုက်ပါတော့ဒီဘက်မှာကြတော့ဒီ Google AI Ultra ကကြတော့သူက3လစာအတွက်ကိုလက်ရှိမှာသူ promotion ပေးထားတာကတော့$124.99အဲ့ဒီ promotion ကုန်ရင်တော့ဒါ$249.99ကြာတင်မှာပဲဖြစ်ပါတယ်သူရဲ့ဒီ credit တွေပေးထားတာတွေဘာတွေအသုံးချလို့ရလဲဆိုတာအကျယ်တုံးရင်းကိုတော့ဒီမှာကြည့်လို့ရပါလက်ရှိကျွန်တော်တို့ account ဖွင့်ထားတဲ့သူတွေကကြတော့ Gemini APP မှာ image to video တွေဘာတွေလဲထုတ်လို့ရတယ်ပြီးရင်တော့ဒီသူပေးထားတဲ့ future တွေ video 3ကိုလည်းတစ်ရက်ကို3ပုတ်ကျွန်တော်တို့နောက်တစ်ခုကကြတော့ကျွန်တော်တို့ flow ပေါ့နော်အဲ့ဒီ flow မှာကြတော့လေကျွန်တော်တို့တွေအနေနဲ့ကဒီ frame maker လုပ်တဲ့တူတွေဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒီ story တွေ cinematic ပုံစံမျိုးတွေရိုက်တဲ့တူတွေဆိုရင်လက်ရှိမှာ flow ကတော့တော်တော်လေးအသုံးပြုလို့ရပါတယ်ကျွန်တော်လည်းစမ်းတက်နေစေကာလပဲဖြစ်ပါတယ်သူ့ရဲ့အလုပ်လုပ်တဲ့နီးစနစ်လေးတွေလည်းလေးလာပြီးတော့စူးစမ်းနေတုံးပဲပေါ့နော်နိုင်ငံခြားမှာတော်တော်များများကတော့ဒီຢာနဲ့ပတ်သက်ပြီးတော့ဇလန်တူပုံစံမျိုးလေးတွေဖန်တီးပြီးတော့တင်နေကြတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ wig ပေါ့နော်ဒီ wig ကကြတော့ကျွန်တော်တို့ image to video လည်းသူ့မှာဖန်တီးလို့ရတယ်ပုံမှန်ကျွန်တော်တို့ဒီ creative မရတဲ့တူတွေကကြတော့ account တစ်ခုကို10ခုပဲဖန်တီးခွင့်ရတယ်ပေါ့နော်10ခုပြီးတာနဲ့အဲ့ဒါသူကလုံးလို့မရတော့ဘူးအဲ့လိုမျိုးဖြစ်သွားတယ်အဲ့တော့လက်ရှိမှာ creative ရှိတဲ့တူတွေကကြတော့တော်တော်များများကိုလုံးလို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်အဲ့ဒါလေးဝင်ပြပါ VO2 နဲ့ VO3 ရဲ့ကွာခြားချက်ကကြတော့ VO2 ကကြတော့သူကဒီဓာတ်ပုံကနေပြီးတော့ဗီဒီယိုလုံးလို့ရတယ်ဒါပေမဲ့သူ့မှာအတန်မပါဘူးပေါ့နော် VO3 ကကြတော့လက်ရှိရေပန်းစားနေတာဒီ prompt data လေးရိုက်ထည့်လိုက်တာနဲ့တင်ကိုလိုချင်တဲ့ဇက်ကောင်တွေမြန်မာစကားပြောတွေပြီးရင်နောက်ခံအတန်တွေ prompt ကိုဒီတိကျကျလေးရေးထည့်မယ်ဆိုရင်တော့ကျွန်တော်တို့ထွက်လာတဲ့ result ကလည်းပို့ပြီးတော့ကောင်းကောင်းမွန်မွန်ထွက်လာတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ် ပြ
ပြီးတော့ကျွန်တော်တို့ notebook AM ဆိုတဲ့ဥစ္စာကိုလည်းအသုံးပြုလို့ရပါတယ် notebook AM မှာကျွန်တော်တို့ audio အတန်တွားထုတ်တာမျိုးတွေပါတယ်အသုံးပြုလို့ရပါတယ်ကျွန်တော်ကကြတော့ဒါလေးကိုမတုံးမဲနဲ့ကျွန်တော်သုံးတဲ့နေရာလေးကိုပြီးရင်ကျွန်တော်ပြပါမယ်ဒီအတန်ထုတ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ pocket video တွေပါတယ်ဖန်တီးမယ်ဆိုရင် AI တန်ကိုတော်တော်များများမိနစ်များများနဲ့အသုံးပြုလို့ရတယ်ထုတ်လို့ရတယ်ယောက်ျားလေးမိန်းကလေးအတန်ပြောင်းပြီးတော့ထုတ်လို့ရတယ်အဲ့အတွက်ကြောင့်ဒီ audio overview ကလည်းတော်တော်လေးကိုတုံးတဲ့စီပါတယ်ပြီးရင်ကျွန်တော်တို့ Gemini ကနေပြီးတော့ဒီ document တွေGmail asset တွေ Google app ပုံစံမျိုးတွေဖန်တီးတာတွေအစအကုန်လုံးကိုသူ့မှာဒီ asset ပေးထားတယ်ပေါ့နော် asset ပေးထားတယ်ဆိုတော့ဒီ future တွေအကုန်လုံးကိုမိတ်ဆွေတို့ကလစ်ကြည့်ပါပြီးရင် Gemini ကနေပြီးတော့ကျွန်တော်တို့ပေးထားတဲ့ asset တွေကကြတော့ဒီ Gmail နဲ့ပတ်သက်တာမျိုးတွေ document နဲ့ပတ်သက်တာမျိုးတွေနောက်ပြီးတော့ကျွန်တော်တို့ဒီ Google app နဲ့ပတ်သက်တာမျိုးတွေကိုလည်းသူက asset ပေးထားတယ်ပြီးရင်ဒီ browser မှာဆိုရင်လည်းသူကဒီ US only ပေါ့နော် personal assistant အနေနဲ့ browser ကနေပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့ storage ပေးတာပေါ့နော် storage ကကြတော့သူက2 travel byte အနေနဲ့သူကပေးထားတာဆိုတော့ 2TB ပေါ့လက်တလုံးမှာကျွန်တော်တို့ပုံတွေဒီ drive ပေါ်ကိုတက်ပြီးတော့တင်မယ် Gmail ကနေဝင်တဲ့ဟာတွေတင်မယ် video ဘာညာအကုန်လုံးကိုဒီ Google Drive ကနေပြီးတော့2 travel byte အနေနဲ့ကျွန်တော်တို့တင်စီလို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီတလအတွင်းထဲမှာကိုတင်ချင်တဲ့အရာတွေအကုန်လုံးတင်ထားခဲ့မယ်ဆိုရင်တော့ကိုအနေနဲ့ဒီ 2TB ရတဲ့အချိန်မှာဒါကိုအကျိုးရှိရှိအသုံးချပြီးတော့ storage ကိုနေရာယူပြီးတော့တင်လိုက်လို့ရပါတယ်ကိုယ့်ရဲ့ Gmail ကိုလည်းကျွန်တော်တို့ recovery mail တွေပါခံပြီးတော့တုံးထားခဲ့မယ်ဆိုရင်တော့တကယ်ကိုယ့်ရဲ့ဒီ storage တင်ထားတဲ့ဥစ္စာတွေလည်း data ဆုံးရှုံးမှုတွေပါမဖြစ်တော့ဘူးပေါ့နော်ဒါဆိုရင်တော့လက်ရှိ Pro အကောင့်မှာအသုံးပြုလို့ရမယ့် future တွေအားလုံးပဲဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ဒီ Google AI Pro အကောင့်ကတက်တန်းဘယ်နည်းကုန်မလဲဆိုတာကိုကြည့်တဲ့နေရာလေးကကြတော့ကျွန်တော်တို့ဒီ Gmail တွေကိုတွားလိုက်မယ်ပေါ့နော် Gmail တွေကိုတွားပြီးတဲ့ခါကျရင်ဒီနေရာမှာကျွန်တော်တို့ managing your account ဆိုတဲ့ဥစ္စာရှိတယ်အဲ့ဒီနေရာကနေကြည့်လို့ရပါတယ်အခုလိုရောက်လာတဲ့ခါကျရင်ကျွန်တော်တို့အောက်ဘက်မှာ payment and subscription ဆိုတဲ့နေရာလေးရှိတယ်အဲ့နေရာဝင်လိုက်တဲ့ခါကျရင်အခုလိုမျိုးဒါကိုယ့်ရဲ့ကုန်ဆုံးမဲ့ရက်လေးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဇူလိုင်လ16ရက်နေ့ကျရင်ဥစ္စာကကုန်မယ်ပေါ့နော်အဲ့ချိန်ကျရင်ငွေပြန်ပေးရမယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်အဲ့တော့ဒီတော့ကျွန်တော်တို့အနေနဲ့ကဒီတက်တန်းမကုန်ခင်မှာလုံးစရာရှိတာလေးတွေလုံးမယ် drive မှာလည်းကိုတင်ချင်တဲ့အရာလေးတွေကိုဒါတက်တန်းမကုန်ခင်မှာကြိုပြီးတော့တင်ထားလို့ရမှာပဲဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းဆိုရင်တော့ကျွန်တော်တို့ကဒီ license တွေကိုထပ်ပြီးတော့ဝယ်မသုံးဘူးဆိုရင်တော့ဒါကိစ္စကပြီးပြီပေါ့နော်ကျွန်တော်တို့ဒီ account ကပုံတွေထပ်ပြီးတော့ generate လုပ်လို့ရမယ်တို့ပေမဲ့ video တွေအတွက်ကြတော့မရတော့ဘူးပေါ့နော်အဲ့ပုံစံမျိုးလေးဖြစ်တတ်ပါတယ်လက်ရှိမှာကျွန်တော်တို့ကြော်ခွပြီးတော့အသုံးပြုတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကတလားပြည့်သွားပြီးတဲ့နောက်ပိုင်းကျရင်တော့ဒီ account တွေကတော့ပုံမှန်အားဖြင့်ကျွန်တော်တို့ဒီတင်စေထားတဲ့အရာတွေအတွက်တင်လို့ရမယ်ပြီးရင်နောက်ဒီ Gmail account တွေကတခြား website တွေမှာလိုအပ်ရင်ပြန်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ပြောပြချင်တာကကြတော့ Google AI Studio ပေါ့နော် Google AI Studio ကကြတော့လက်ရှိမှာသူက mobile application အနေနဲ့တော့မထွက်သေးဘူး browser ကနေပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ဆိုရင်အခုလိုမျိုးကျွန်တော်တို့ website အနေနဲ့ပေါ်လာမှာပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်အသေးစိတ်ပြောပြမှာတော့မဟုတ်ဘူးကျွန်တော်ဘာတွေလုပ်လို့ရလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးမယ်အခုဒီအပေါ်ကချက်ဆိုတဲ့နေရာတွေကနေပြီးတော့ကျွန်တော်တို့ကြည့်တဲ့ခါကျရင်ဒီနေရာမှာဒီအတန်တွင်းတဲ့ဥစ္စာပေါ့နော်ဒီ future လေးကလက်တလုံးမှာလူတုံးများနေတဲ့ future လေးဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့နှိပ်လိုက်တဲ့ခါကျရင်ဒီနေရာမှာဒီ pocket လုတ်တဲ့အချိန်ကျရင်လူ2ယောက်စကားပြောတာယူမလားလူ1ယောက်စကားပြောတာယူမလား1ယောက်ဆိုရင်1ယောက်ကိုနှိပ်လိုက်တာနဲ့တင်ကိုယ့်ရဲ့ script ကိုမြန်မာစာတွေအကုန်လုံးဒီမှာရေးမယ်ပြီးရင်အတန် voice တွေကိုလည်းဒီမှာရွေးလို့ရပါတယ်ဒါလေးတွေကိုနှိပ်ပြီးတော့ကျွန်တော်တို့ကအမှအတန်ယောက်ျားလေးတန်လားမိန်းကလေးတန်လားနားထောင်လို့ရတယ်ပြီးရင်ဒီမှာကျွန်တော်တို့စာတွေထည့်မယ် run နှိပ်လိုက်တာနဲ့တင်ဒီဘက်အောက်ဘက်မှာသူကဒီ MP3 file လေးထွက်လာမယ်အဲ့ဒါအောင်မှ download ဆွဲပြီးတော့ကိုအသုံးပြုချင်တဲ့ video မှာအသုံးပြုလို့ရပါမယ်ကဲ၍ဒီ2ယောက်စကားပြောတဲ့ video တွေဖန်တီးတဲ့ခါကျရင်တော့အမှနှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာ speaker 1နဲ့ speaker 2ရှိတယ် speaker 1မှာဆိုရင်ဒီမှာနာမည်ကို manual ပြန်ထည့်ချင်လဲထည့်လို့ရတယ်ဟိုမှာဒီမှာဆိုရင် main ကလေးအောက်မှာဆိုရင်ယောက်ျားလေးစသဖြင့်အဲ့လိုမျိုးလုပ်လို့ရတယ်ပြီးရင်ဒီ voice နေရာမှာလဲယောက်ျားလေးတန် main ကလေးတန်ဆိုပြီးတော့အဲ့လိုမျိုးတီးတန့်ပြန်ပြီးတော့ရွေးလို့ရပါတယ်အဲ့တော့ဒါကကြတော့ကျွန်တော်တို့ကဒီဇလန်းပုံစံမျိုးအပြန်အလှန် recap လုပ်တဲ့ video တွေကြာရင်ဒီစနစ်နဲ့အသုံးပြုရတာပဲဖြစ်ပါတယ်ပြီးရင်ဒီ chat တဲကနေပြီးတော့ကျွန်တော်တို့ကကိုတိချင်တဲ့အကြောင်းအရာတွေကိုလည်းသူ့ကို ChatGPT သုံးတယ်လို့ပဲမေးသွားလို့ရပါတယ်နောက်တစ်ခုကျွန်တော်ကြိုက်တာကဒီ string ပေါ့နော်ဒီ string မှာလည်းကျွန်တော်တို့ကတိချင်တဲ့အကြောင်းအရာတွေကိုသူနဲ့စကားပြောလို့ရတယ်စကားပြောလို့ရတဲ့အပြင်ကိုစာရေးရတာပြင်းတဲ့သူတွေဆိုရင်အတန်နဲ့လည်းပြောလို့ရပါတယ်အမေးအဖြေတွေလုပ်လို့ရပါတယ်ပြီးရင် webcam ဖွင့်ပြီးတော့လည်းအသုံးပြုလို့ရတယ်ပို့ပြီးတော့ကြိုက်တဲ့အချက်ကကြတော့ share screen ပေါ့နော်အဲ့ဒီ share screen ကိုနှိပ်တဲ့ခါကြလို့ဆိုရင်အခုကွန်ပျူတာမှာကိုက
ဘာတွေလုပ်နေတယ်ဘယ်ဝင်နေတယ်ဒါကိုဘယ်လိုလုပ်ရမလဲအကုန်လုံးကို AI ကိုကျွန်တော်တို့မေးပြီးတော့အသုံးချလို့ရမှာပဲဖြစ်ပါတယ်သူအနေနဲ့ကျွန်တော်တို့ဒါတင်ကြားမှုအပိုင်းတွေဘာတွေအစအကုန်လုံး supporting လုပ်ပေးထားတာကိုမြင်တွေ့ရပါတယ်ကျွန်တော်တို့မီဒီယာတွေကိုဝင်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ဒီနေရာမှာ image ဆိုတဲ့နေရာလေးရှိတယ်အကနေပြီးတော့ကျွန်တော်တို့ပုံတွေထုတ်လို့ရတယ်ဗီဒီယိုဆိုတဲ့ဥစ္စာကကြတော့သူက image to video အနေနဲ့ video 2ကိုသူက supporting ပေးထားတယ်ဆိုတော့Google AI Studio တွေကနေလာပြီးတော့လေ image to video အနေနဲ့ဖန်တီးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီကနေပြီးတော့လာပြီးတော့ဖန်တီးလို့ရမှာပဲဖြစ်ပါတယ်ကိုကနေပြီးတော့ဒီမှာကိုဖန်တီးချင်တဲ့ဓာတ်ပုံလေးကို upload လုပ်ပြီးတော့တင်လိုက်ပြီးရင်အဲ့ဒီဓာတ်ပုံကိုကိုကဘလို့ပြောင်းလဲမှုတွေလုပ်ချင်လဲဘလို့ဒီရုပ်ပုံကားချက်လေးတွေကိုဘလို့အတက်ဝင်အောင်လုပ်ချင်လဲဆိုတာကိုဒီဓာတ်ပုံနဲ့ live ဖတ်တဲ့ prompt စာသားလေးကိုရေးပြီးတော့ generate လုပ်လို့ရတယ်ဒီ VO2 ကနေပြီးတော့ကျွန်တော်တို့ဖန်တီးတဲ့ video တွေကကြတော့သူကအတန်မပါဘူးပေါ့နော်အတန်ကကြတော့ကိုယ့်ဘာသာကို sound effect လေးတွေပြန်ထည့်နောက်ခံစကားပြောလေးတွေပြန်ထည့်ပေါ့နော်အဲ့တော့ဒီကနေပြီးတော့လေဓာတ်ပုံနဲ့ကျွန်တော်တို့က image to video လာလုပ်လို့ရမှာပဲဖြစ်ပါတယ်အဲ့လိုလုပ်တဲ့အချိန်မှာလဲကျွန်တော်တို့ကဒီနေရာမှာ frame ကို ratio အနေနဲ့ဒီ down လိုက်ယူမလားအလျားလိုက်ယူမလားဆိုပြီးတော့လုပ်လို့ရတယ်ဗီဒီယိုဘယ်နှပုတ်ထုတ်မလဲဆိုပြီးရွေးလို့ရတယ်ပြီးရင်နောက် second ပေါ့နော် second ကိုလည်း5 second ရွေးမလား10 second ရွေးမလားကြိုက်တယ်လို့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ကျန်တဲ့ negative prompt တွေဘာတွေကကြတော့ထည့်ခြင်းလေးရတယ်မထည့်ခြင်းလေးရတယ်ကျွန်တော်ကတော့မထည့်ဘူးပေါ့နော်ဒီတော့လက်ရှိအကောင့်ဖွင့်ထားတဲ့သူတွေက Google AI Studio တွေကနေပြီးတော့လည်းအသုံးပြုကြပါလို့တိုက်တွန်းချင်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ Wish ဆိုတဲ့ website ပေါ့နော်အဲ့ဒါကိုလည်း Google Wish ဆိုပြီးတော့ရိုက်ချလိုက်ရင်အခုလိုမျိုးဒီ email လေးနဲ့ပေါ်လာပါမယ်ဒီထဲရောက်လာတဲ့ခါကျရင်လည်းကျွန်တော်တို့ကဒီမှာပုံလေးတွေဖန်တီးလို့ရဒါဆိုရင်မနေ့ကကျွန်တော်ဖန်တီးထားတဲ့ပုံပေါ့နော်ဒါလေးထောက်ကြည့်လိုက်တာနဲ့ဒီမှာကျွန်တော်ထည့်ထားတဲ့ prompt ပေါ့အဲ့ prompt လေးဟာဒီပုံလေးတွေထွက်လာအကယ်၍ကအသေးစိတ်ထည့်မယ်ဆိုရင်အသေးစိတ်ပူပြီးတော့ဖန်တီးပေးမှာပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့မြန်မာမှုပုံတွေကိုလက်တလုံးမှာအကောင်းဆုံးထုတ်ပေးတဲ့ site ကဘယ် site လဲလို့ပြောမယ်ဆိုရင်တော့လက်ရှိဒီကျွန်တော်ပြပေးနေတဲ့ဒီ Wish ဆိုတဲ့ site ပဲဖြစ်ပါတယ်ရခင်ရဆိုရင်ကျွန်တော်တို့က Google Image FA ပေါ့နော်အဲ့ဒီ Google Image FA မတိုင်ခင်တော့ Microsoft ရဲ့ Bing AI ပေါ့ Microsoft အကောင့်ဖွင့်ပြီးတော့ကျွန်တော်တို့က Bing AI ကနေပြီးတော့ရခင်ရဆိုရင်မြန်မာမှုပုံတွေကိုထုတ်ကြတယ်အဲ့ဒီနောက်ပိုင်းမှာ Google Image FA ဆိုတဲ့ဥစ္စာကပေါ်လာတယ်ပေါ်လာပြီးတော့အခုဒီ Google Image F8 ကနေပြီးတော့မှသူကversion အတင်းအနေနဲ့ထပ်ပြီးတော့ထုတ်လိုက်တဲ့သဘောမျိုးဖြစ်ပါတယ်အဲ့တော့ဒီ site ထဲမှာကကြတော့ကျွန်တော်တို့ credit မရတဲ့သူတွေကကြတော့ဗီဒီယိုကိုသူက10ခုပဲလုပ်လို့ရတယ် credit 1000ရတာတဲ့သူတွေကကြတော့ဒီနေရာမှာဒီဆွမ်းနာကလိုမျိုး VO2 ဗီဒီယိုအနေနဲ့ထပ်ပြီးတော့ဖန်တီးလို့ရမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ဖန်တီးထားတဲ့ပုံလေးတွေပေါ့အဲ့ဒီထွက်လာတဲ့ပုံလေးတွေကိုမှဒီဘက်အပေါ်ဘက်မှာဆိုရင် animate ဆိုတာရှိတယ်အဲ့ဒီ animate ကိုနှိပ်လိုက်တဲ့အခါကျရင်အခုဒီမှာဒီဓာတ်ပုံနဲ့ပတ်သက်တဲ့ prompt စာသားကိုထပ်ပြီးတော့ရေးထည့်ခိုင်းတယ်ရေးထည့်ပြီးတာနဲ့ generate လုပ်လို့ရတယ်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်ထပ် generate ထပ်ပြီးတော့လုပ်လို့ရတာကသူကအပေါ်မှာ credit လေးဘယ်လောက်ဆိုပြီးတော့သူကပြပေးနေတယ်ပေါ့နော်အဲ့တော့နောက်ထပ်56ခုကျွန်တော်ကဒီ video ကို animation ပုံစံမျိုးထပ်ပြီးတော့လုပ်လို့ရပါတယ်ဒီမှာကျွန်တော်လုပ်ပြီးသား video လေးတွေကျွန်တော်ပြပေးပါမယ်ဒါဆိုရင်လက်ရှိကျွန်တော် commercial video တစ်ခုထဲမှာထည့်ဖို့အတွက် video ပုံစံလေးဖန်တီးထားတာဖြစ်ပါတယ်ဒီဘက်ဘေဘက်ချမ်းမှာရှိတဲ့ menu လေးကိုနှိပ်လိုက်တဲ့ခါကျရင်တော့သူကဒီ subject နဲ့ပတ်သက်တာမျိုးတွေ scene နဲ့ပတ်သက်တာမျိုးတွေ style နဲ့ပတ်သက်တာမျိုးတွေအဲ့ဒါလေးတွေကိုလည်းထည့်လို့ရပါတယ်ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကိုကဘလို့အလုပ်လုပ်လဲဆိုတာသိချင်နေဆိုရင်တော့ကျွန်တော်တို့ကဒီအပေါ်ကအဆက်3ဆက်လေးကိုနှိပ်ကြည့်လိုက်ပါအန်စာတုံးပုံစံလေးပေါ့နော်အဲ့ဒါကိုနှိပ်လိုက်ရင်တော့ဒီမှာပုံလေးတွေချပြီးနောက်တစ်ခေါက်ထပ်နှိပ်ရင်ပုံလေးတွေထပ်ချတယ်ကိုကကြိုက်လို့ download ဆွဲခြင်းနေဆိုလဲဆွဲလို့ရတယ်ပြောရမယ်ဆိုရင်ဒီပုံလေးတွေရဲ့အောက်ဘက်မှာခဲတံလေးတွေတွေ့ရမယ်အဲ့ဒီခဲတံလေးကိုကျွန်တော်တို့ကနှိပ်လိုက်တဲ့ခါကျရင်ဒီပုံနဲ့ပတ်သက်တဲ့ prompt စာသားကိုအခုလိုမျိုးပြပေးပါတယ်ဒီမှာဆိုရင်သူကဒီ background ကိုကကြတော့ဘယ်လိုထားမလဲဒီပုံကဘယ်လိုပုံစံလဲဆိုတာလေးတွေကိုသူကရှင်းပြပေးထားတယ်ပေါ့နော်အဲ့ဒါကိုမှကိုက simple လေးကိုကြည့်ပြီးတော့ဒီအောက်ဘက်ကနေပြီးတော့လိုချင်တဲ့ caption လေးတွေနှိပ်ပြီးတော့ generate လုပ်လို့ရတယ်ဒါကတော့ subject နဲ့ပတ်သက်ပြီးတော့ဒီဖန်တီးပေးလိုက်တဲ့ပုံလေးတွေကိုမှပြန်ပြီးတော့စစ်ဆေးလို့ရပါတယ်ကိုက prompt မရေးတတ်ဘူးဆိုရင်ဒါလေးတွေကို simple ယူပြီးတော့ဖန်တီးလို့ရမှာပဲဖြစ်ပါတယ်မကြိုက်ဘူးဆိုရင်တော့ဒီ delete လေးကိုပြန်နှိပ်လိုက်ပါတော့နောက်တစ်ခုကကြတော့ဒီ send အဲ့ဒီ send ဆိုတဲ့ဥစ္စာကကြတော့ကျွန်တော်တို့ဒီဇလန်းဇက်ကွက်ပုံစံမျိုးရေးထားတာမျိုးတွေပေါ့နော်သူ့နဲ့ prompt ထုတ်မယ်ဆိုရင်တော့ပို့ပြီးတော့ဒီသေးကြတယ်ဗျဥပမာဒီပုံထွက်လာဒီပုံလေးရဲ့ဥစ္စာကိုကြည့်မယ်ဆိုရင်ဒီမှာဆိုရင်စာတွေကအများကြီးပဲဒါဓာတ်ပုံကိုဘယ်လိုပုံစံမျိုးယူမလဲတောင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေပါမလဲပြီးရင်ဒီ snow နဲ့ပတ်သက်ပြီးတော့နင်းနေရဘယ်လိုပုံစံမျိုးလဲအသေးစိတ်ကြကြသူကရေးတဲ့ဥစ္စာမျိုးပေါ့နော်
ဒါမျိုးတွေကကြတော့တကယ်ကိုကဗီဒီယိုပုံစံမျိုးဖန်တီးတဲ့ခါကျရင်အများကြီးအထောက်အကူဖြစ်စေပါတယ်စင်ပယ်လေးတွေကိုအဲ့လိုမျိုးထုတ်ပြီးတော့ကြည့်ကြပါဒါမျိုးပေါ့နော်ဒီမှာဆိုရင်ဒါ location ကကြတော့ဘယ်လိုပုံစံမျိုး location လဲပေါ့location တွေထည့်တယ်ဒီ image နဲ့ပတ်သက်ပြီးတော့ဘယ်လိုပုံစံမျိုးတူယူမလဲဆိုတာလေးတွေအကုန်လုံးထည့်ထားတယ်ပေါ့အောက်ဆုံးတစ်ခုကကြတော့ style ပေါ့နော်အဲ့ဒီ style မှာလည်းအစမ်းနှိပ်ကြည့်ပါမယ်ဒါဆိုရင် तू ကဒီပုံစံမျိုးရဖို့အတွက်ကို तू ရေးထားတဲ့ style ပေါ့နော် pixelation ပုံစံမျိုးနဲ့ तू ကထုတ်ထားတယ်ပေါ့ဒီတော့ prompt ရေးထားတဲ့ပုံစံလေးတွေကိုကြတော့ဒီထဲကနေပြီးတော့လဲကျွန်တော်တို့ဒါ तू အလုပ်လုပ်တဲ့ဥစ္စာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလေ့လာကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်ရဲ့ဒီ AIM prompt boost Telegram private group ပေါ့နော်အဲ့ဒီ group မှာကျွန်တော်ကလက်တလုံးမှာလဲ member 389ယောက်ရှိနေပြီပေါ့နော်ဒီထဲမှာဆိုလဲ prompt လက်ရှိကျွန်တော်ပေးထားတာ3000ကျော်ရှိတယ်အဲ့ဒီတဲကမှကျွန်တော်ဥပမာဒီ prompt လေးကျွန်တော်ကူးလိုက်မယ်ပုံနဲ့ prompt လေးတွေပေါ့ဒါတွေကတော့ Bing AI မှာထုတ်ထားတဲ့ဥစ္စာလေးတွေပါပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေရာမှာ prompt starter ထည့်လိုက်မယ်ဒီအောက်ဘက်မှာဆိုရင် तू က ratio ရွေးလို့ရတယ်ဘယ်လိုထုတ်မလဲပေါ့ကျွန်တော်အလေအားလိုက်ပဲယူလိုက်မယ်ပြီးရင် setting မှာကြတော့လေ तू ကဒီ sys လေးတွေကို lock ချထားလို့ရတယ်တချို့ဒီ character မပြောင်းရအောင်ဆိုရင်တော့ဒါလေးကိုကျွန်တော်တို့က lock ချထားပြီးဖို့လိုအပ်ပါတယ် lock ချပြီးတော့ထုတ်တဲ့ခါကျရင်တော့ဒီပုံကပို့ပြီးတော့မိုက်တယ်ပေါ့နော်ပြီးရင် back quality ကိုရွေးပါပြီးရင်ထုတ်လိုက်မယ်အခု तू ပုံကဘယ်လိုထွက်မလဲဆိုတာလေးတစ်ချက်ကြည့်ကြည့်ပါ prompt starter ပြောင်းလဲတဲ့ခါကျရင်ကျွန်တော်တို့ကဒီ sig ကို lock ချထားတဲ့ခါကျရင်ကိုထုတ်လိုက်တဲ့ဓာတ်ပုံက model ကအဝတ်စားပညာပြောင်းရင်ပြောင်းရမယ်နေရာပြောင်းရင်ပြောင်းရမယ်ဒါပေမဲ့သူ့ရဲ့မျက်နှာပုံစံကအနည်းဆက်ဆုံးမပြောင်းမနဲ့ထွက်ပေးမယ်ပေါ့နော်ဒါဆိုရင်တနခါလိမ့်ထားတဲ့ပုံလေးတွေထွက်လာပြီပေါ့နော်အဲ့တော့ဒီစာသားလေးတွေကိုကအလွယ်တကူယူပြီးတော့အခုလိုမျိုးတုံးလို့ရတယ်ဒီနေရာမှာ Google Image F8 မှာကျွန်တော်ဒီပုံလေးတုံးထားတယ်ပေါ့နော် Okay အဲ့စာလေးကျွန်တော်ကူးလိုက်မယ်အခုထပ်ပြီးတော့ပုံလေးထပ်ထုတ်မယ်စစ်ကိုကြတော့ကျွန်တော် lock ချထားတယ်ပေါ့နော်ဒါဆိုရင်ဒီပုံလေးထွက်လာတယ်ဒီ prompt starter ထဲမှာတုံးထားတဲ့ style ပေါ့နော်အဲ့ဒီ style ပုံစံကပြောင်းလဲမှုရှိတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီထွက်လာတဲ့ပုံလေးရလဲပြောင်းလဲမှုရှိမှာပဲဖြစ်ပါအခုဆိုရင်တော့ဒါပုံလေးအခုလိုမျိုးမြင်တွေ့ရပြီပေါ့နော်ဒါအောင်မှနောက်ထပ်တစ်ခေါက် generate ထပ်ပြီးတော့လုပ်ပြီးတော့ကြည့်ကြည့်ပါမယ်ဒီရုပ်ပဲထပ်ပြီးတော့ထွက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ prompt တစ်ခုတည်းကိုပဲအသုံးပြုရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကိုကျွန်တော် ratio အနေနဲ့ portrait လုပ်ကြည့်မယ်ပုံလေးတွေပြောင်းသွားတယ်ဒီနေရာမှာကျွန်တော်တို့ VO2 ကိုအသုံးပြုမယ်ဆိုရင်တော့ဓာတ်ပုံကအထောင်ဖြစ်နေတယ်ဆိုရင်တော့ animate ကိုနှိပ်တဲ့ခါကျရင်သူက ratio မရဘူးလို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ ratio ရချင်တယ်ဆိုရင်တော့အခုဘယ်ပုံက animate လုပ်ချင်လဲပေါ့နော် animate လုပ်ချင်တဲ့ပုံလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတဲ့ခါကျရင်ဒီမှာသူကဒီဓာတ်ပုံကိုဘယ်လိုပုံစံမျိုးဖြစ်စီချင်တာလဲဆိုတဲ့ prompt ကိုရေးထည့်ခိုင်းပါတယ်prompt ရေးထည့်ခိုင်းတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ဒီမရေးတတ်ဘူးဆိုရင် Google Translator တွားလိုက်တွားပြီးတဲ့ခါကျရင်မြန်မာလိုရေးလိုက်ဒီဓာတ်ပုံလေးကိုပြုံးပြီးတော့ဘယ်လိုရှူတောင်းနဲ့မြင်ကျင်လဲပေါ့အဲ့လိုပုံစံမျိုးလေးရေးလိုက်လို့ရတယ်တချို့ကြတော့လဲဒါလူပြင်းနီးပဲတုံးလိုက်တယ်ပေါ့နော်လူပြင်းနီးဆိုတာကဘာလဲဆိုတော့ငကူဒီပုံဖန်တီးထားတဲ့ prompt starter ပဲပြန်ထည့်ပြီးတော့လဲလုပ်လို့ရပါတယ်ကြိုက်တဲ့ပုံစံမျိုးရေးလို့ရတယ်ပေါ့နော်အဲ့တော့ကိုကပုံစံကြကြလေး share တုံးချင်တယ်ဆိုရင်တော့တေချာစာပြန်စီပြီးတော့ကင်မရာအင်ဂျယ်ကဘယ်လိုပုံစံမျိုးလေးပေးပြီးတော့လှည့်ပါမျက်နှာအနေထားဘယ်လိုလေးတစ်စောင်းလေးဖြစ်အောင်ယူမယ်ပေါ့နော်အသေးစိတ်ရေးပြီးတော့လဲခိုင်းလို့ရတယ်ဒါကတော့လူပြင်းကြီးလှုပ်လိုက်တဲ့ပုံစံလေးပေါ့ creative ကိုကြတော့ဒီဘက်အပေါ်ဘက်ချမ်းမှာဘယ်လောက်လှုပ်လို့ရတယ်လဲဆိုတာလေးကိုပြသပေးထားပါတယ်အခုဆိုရင်ဒါဗီဒီယိုလေးဖြစ်သွားပြီပေါ့နော်အဲ့ဒါလေးကို play လုပ်ကြည့်ပါမယ်ဒါဆိုရင်သူ့အနေထားနဲ့မဆိုးဘူးလို့ပြောလို့ရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီဟာကအတန်မပါဘူးဆိုပေမဲ့ဒါလေးကို download လုပ်မယ် download လုပ်တဲ့ခါကျရင်လည်းအပေါ်မှာ button လေးရှိတယ်ပေါ့နော် download လုပ်ပြီးတော့ကျွန်တော်တို့ကဒီ music နောက်ခံတွေပါတယ်နဲ့ slow motion လေးတွေပါလေးပြန်လုပ်ပြီးတော့ကိုယ့်ရဲ့ဇက်ကွက်တွေထဲမှာကြိုက်တယ်လို့တုံလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်လက်ရှိလက်ခံထားတဲ့ project တစ်ခုပေါ့နော်အဲ့ဒီကနေပြီးတော့ VO2 ကိုကျွန်တော်အသုံးပြုပြီးတော့ဒါအတန်နောက်ခံတွေနဲ့စကားပြောလေးတွေနဲ့ပေါ့မိသားစုရဲ့အဝေးရှောင်းနေပြီလေရှင်ထဲမှာတော့အမြဲတမ်းချင်သူတွေအတွက်ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုငွေလဲကိုစိတ်ပူနေရတော့မဲလားစိတ်ပူစရာလိုတော့ပါဘူး KH Family Company အ
okay ဒီလိုမျိုးလုပ်လို့ရတယ်ပေါ့နော်ညံရှိရင်ရှိတယ်လို့အသုံးချလို့ရပါတယ်အဲ့တော့အခုကျွန်တော်ပြောပြခဲ့တာကကြတော့ win နဲ့ပတ်သက်ပြီးတော့ဖြစ်ပါတယ်ကဲရွေးမိတ်ဆွေတို့အနေနဲ့က prompt ရေးဖို့အခက်ခဲရှိတယ်ဘာညာဆိုရင်လည်းကျွန်တော်ဒီလောက်ထားတဲ့ Telegram private group ပေါ့နော် member ကြီးကိုလည်း1000ကျပ်ပဲတတ်မှတ်ထားတယ်ဒီထဲမှာ prompt တွေများစွာရှိတယ်ကျွန်တော်ဒီထဲမှာ update တွေလည်းထပ်ပြီးတော့ထည့်ပေးဖို့အများကြီးရှိသေးတယ်ပေါ့နော် prompt ထောင်ချီထပ်ပြီးတော့လာဖို့ရှိနေပါတယ်ပြီးတော့အခုကျွန်တော်တို့ဒီ video tweet ရဲ့ prompt တွေကိုလည်းကျွန်တော်ဒီမှာထပ်ပြီးတော့ပေါင်းထည့်ပြီးတော့မျှဝေပေးဖို့ရှိပါတယ် video ဖန်တီးတဲ့နည်းစနစ်လေးတွေပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ prompt တွေဆိုရင်လည်းအသုံးပြုတဲ့ခါကျရင်ရှာတဲ့ခါကျရင်လွယ်ကူအောင်ရှာလို့ရမယ့်နည်းလမ်းလေးပေါ့နော်အခုဆိုပါစို့ဒီမှာဆိုရင် Google Image FA ရဲ့ group တွေမှာဆိုရင်ပုံ100ကျော်ရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကဒီ image ဥစ္စာကိုနှိပ်လိုက်တဲ့ခါကျရင်ဓာတ်ပုံပေါင်းထွက်လာပြီပေါ့နော်အဲ့ထွက်လာတဲ့ပုံလေးကိုကဒီပုံကြိုက်လားဒီပုံကြိုက်လားပေါ့ဒါကိုကြိုက်တယ်ဆိုရင်ဒါကို click နှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်အမှ right click နှိပ်ပြီးတော့ go to message ဆိုတာကိုနှိပ်လိုက်တာနဲ့ဒီပုံနဲ့ပတ်သက်တဲ့စာသားအောက်မှာအခုလိုမျိုးပေါ်လာပါပြီအဲ့ဒါလေးကို copy ကူးမယ်ထဲကိုလာမယ်အဲ့စာလေးကိုထည့်မယ်ပြီးရင်ကျွန်တော်တို့ကဒီပုံကိုဘယ်လိုပုံစံမျိုးလို့ချင်းလဲပေါ့အလျားဆိုအလျားပုံထုတ်လိုက်မယ်ကျွန်တော်တို့ဒီ shift လေးကိုကြတော့ on တာကိုပြန်ဖြောက်ပြီပေါ့နော်နောက်ထပ်အတစ်ထပ်ထုတ်တယ်ဒီဇက်ကောင်အနေနဲ့ဆက်မတုံးဘူးဆိုရင်တော့အဲ့ဒီ shift ကိုဖြောက်ပြီးတော့မှကျွန်တော်တို့တုံးပြီပေါ့နော်ဒါဆိုရင်ဒီဓာတ်ပုံရဲ့ shift new shift အနေနဲ့သူကထပ်ပြီးတော့ပေါ်ပေးမှာပဲဖြစ်ပါတယ်ဒါဆိုရင်ထုတ်လိုက်တဲ့ပုံတွေပေါ့ဒီဥစ္စာကိုအတက်တွင်းခြင်းတယ်ဆိုရင်လည်းကျွန်တော်တို့ animate ကိုနှိပ်ပြီးတော့ဒါလေးကိုအတက်တွင်းလို့ရမှာပဲဖြစ်ပါတယ်အခုကျွန်တော်ပြပြခဲ့တာကကြတော့ဒါ weight နဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ Google ရဲ့ Gemini app လေးပဲဖြစ်ပါတယ်သူ့ကိုအသုံးပြုဖို့အတွက်လည်းကျွန်တော်တို့က USA VPN ခံထားဖို့လိုအပ်ပါတယ် USA VPN ခံထားမှတာလျင်ကျွန်တော်တို့ဒီဘက်စာရိုက်တဲ့အောက်ဘက်မှာဗီဒီယိုဆိုတဲ့ button လေးတစ်ခုပေါ်မှာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ on ပြီးတော့စာရိုက်ထည့်ပြီးတော့ကျွန်တော်တို့ခိုင်းလိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ဗီဒီယိုလေးကခုလိုမျိုးမြင်တွေ့ရမှာပဲဖြစ်ပါတယ် VO3 accounts ဝယ်ခြင်း chat box ကနေဆက်သွယ်နိုင်ပါတယ်ပြောမယ်ဆိုရင်ဒါကျွန်တော်ဖန်တီးလိုက်တာ10စက္ကန့်စာအတွက်ကျွန်တော်ရဲ့ကြော်ညာဗီဒီယိုတစ်ခုဖြစ်သွားပါပြီဒီလို prompt လေးကိုကျွန်တော်တို့ကဘယ်လိုမျိုးရေးမလဲပေါ့နော်အဲ့ဒီ prompt ရေးတဲ့ဥစ္စာမှာကျွန်တော်တို့မိတ်ဆွေတို့အနေနဲ့မရေးတတ်ဘူးဆိုရင် Google Translator တွားလိုက်ပါကျွန်တော်တို့ Google Translator ကိုတိုက်ရိုက်တွားရေးတဲ့ခါကျရင်အခက်အခဲဖြစ်နိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီစာကိုကိုယ့်ရဲ့ဖုန်းထဲမှာမဆူကနေပဲဖြစ်ဖြစ်အလွတ်တန်အရင်ရေးပါအလွတ်တန်ရေးပြီးပြီဆိုတော့မှအဲ့ဒီစာလေးကိုလိုအပ်တာလေးကိုပြန်ပြီးတော့ပြင်ပါတော့ကိုဖန်တီးတဲ့ဒီ prompt စာတာကိုအခုလိုမျိုးမြန်မာလိုတရားကြကြလေးရေးတက်ခဲ့မယ်ဆိုရင်လေဒီရှင်းနောက်ညီအောင်ရေးတက်ခဲ့မယ်ဆိုရင်လေဖန်တီးတဲ့ချိန်ကျရင်ပို့ပြီးတော့ဒီရလက်ကောင်းထွက်စေပါတယ်ဒီမှာဆိုရင် coffee ခွက်ကင်ဆောင်ထားတဲ့တောထဲကဒီလူဝန်ပေါ့နော်ပထမကျွန်တော်ကဒီမှာလူဝန်ဆိုပြီးတော့လူဝန်မြောက်တကောင်ပေါ့အဲ့လိုမျိုးရေးလိုက်တဲ့အချိန်မှာ तू ကဒီဘက်မှာဘာသာပြန်တဲ့ဥစ္စာမှာအဲ့ဒီလူဝန်နေရာမှာလူဝန်နဲ့မထွက်ပဲနဲ့မြောက်ကြီးပဲထွက်တာမန်ကီးဆိုပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီကျွန်တော်ကအင်္ဂလိပ်လိုပဲဖော်ပြလိုက်တယ်ကင်မရာနဲ့ဆက်ဖီဆွဲပြီးစကားပြောနေတယ်ပေါ့တက်တော်ဝါကနေပြီးတော့နေကမျက်မှန်လဲတက်ဆင်ထားတယ်ရွှေဆွဲကြိုးကြီးကြီးဝတ်ထားတယ်ပြီးရင်ကြော်ပေါ်အိတ်ကိုဝတ်ထားပြီးတော့ပေါ့ပစူးစမ်းနေတဲ့ပုံစံနဲ့ပညာကြည့်ပြီးတော့လမ်းလျှောက်လာတယ်ပေါ့အဲ့လိုမျိုးရေးလိုက်တဲ့အခါကျတော့ဒီမှာဆိုရင် तू ကလမ်းလျှောက်လာပြီးတော့ပညာကြည့်တယ်ဆက်ဖီဆွဲတယ်မျက်မှန်တက်ထားတယ်ဆွဲကြိုးကြီးကြီးဝတ်ထားတယ်ကြော်ပေါ်အိတ်လွယ်ထားတယ်အကုန်ပါသွားပြီတောထဲမှာလမ်းလျှောက်လာတယ်ပေါ့နော်အပုံစံမျိုးလေးတစ်ခါတည်းရေးလိုက်တယ်ရေးလိုက်ပြီးတဲ့အချိန်ကျတော့ဒီမှာဆိုရင်စိမ့်လန်းစူပြေတဲ့တစ်ပင်တွေနဲ့ဝန်းရံထားတယ်ပေါ့အဲ့တော့သူ့ရဲ့ဘေးမှာဆိုရင်တစ်ပင်တွေစိမ့်လန်းစူပြေတဲ့ပုံစံမျိုးလေးနဲ့ဖြစ်သွားတယ်ပြီးတော့သူကနေပြီးတော့လမ်းလျှောက်လာရင်းနဲ့အရှိတဲ့ကိုကြည့်ပြီးတော့စကားပြောတယ်ပေါ့အပုံစံမျိုးပေါ့နော်ဒီမှာဆိုရင်VO3 accounts ဝယ်ခြင်း chat box ကနေဆက်သွယ်နိုင်ပါတယ်ကျွန်တော်တို့စကားပြောခိုင်းခြင်းတဲ့အရာတွေကိုကြတော့နောက်ဆုံးကနေပဲကျွန်တော်ကထည့်ပါတယ်။ဘာလို့လဲဆိုတော့နောက်ဆုံးကနေထည့်တဲ့ခါကျတော့သူကပို့ပြီးတော့အဲ့ဒီအတွက်ကိုစကားပြောပေးပါတယ်။အကယ်၍ဂျားထဲမှာညက်ပြီးတော့ထည့်တဲ့ဥစ္စာတွေဆိုရင်စကားပြောတဲ့ဥစ္စာတွေမပါတာမျိုးတွေကြုံတွေ့ရတာများတယ်ပေါ့နော်။ဒါကတော့လက်တလုံးမှာတတိထားလို့မြင်တွေ့မိတဲ့အပိုင်းလေးဖြစ်ပါတယ်။အဲ့တော့ကိုကစကားပြောမဲ့ဥစ္စာကိုအခုဆိုရင်ဒီမှာလမ်းလျှောက်လာရင်လည်းအရှိတဲ့ကိုကြည့်ကာသူကနေပြီးတော့ဒီဘာမစ် language နဲ့စကားပြောတယ်ပေါ့နော်ဒါသူစကားပြောမဲ့ဥစ္စာကိုကြတော့မျက်တောင်အဖွင့်ပိတ်လေးနဲ့အခုလိုမျိုးကျွန်တော်ရေးလိုက်တယ်ရေးလိုက်ပြီးတော့ translate လုပ်လိုက်တဲ့အချိန်မှာဒီပုံစံလေးထွက်လာအဲ့ဒီထွက်လာတဲ့ prompt စာသားအောင်မှာကူးပြီးတော့ကျွန်တော်တို့ဒီ Gemini ကနေပြီးတော့လောက်ခိုင်းတဲ့အချိန်မှာဒီလိုဗီဒီယိုလေးတစ်ခုထွက်လာ
ဒီတော့မိတ်ဆွေတို့အနေနဲ့ Gemini ကနေပြီးတော့တရက်3ခုဖန်တီးခဲ့မယ်ဆိုရင်တော့ credit 60တက်တာမှာပဲဖြစ်ပါတယ် credit ဟိုဘက်ကနေပြီးတော့သူကမဖြတ်ဘူးပေါ့နော်မဖြတ်ဘဲနဲ့ဒီကနေပြီးတော့ကိုဗီဒီယိုဖန်တီးလို့ရမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့ flow ဖြစ်ပါတယ်အဲ့ဒီ flow ထဲမှာလည်းကျွန်တော်တို့ကဒီအောက်ဘက်မှာ new project ဆိုတာကိုနှိပ်ပြီးတော့တွားလို့ရပါတယ်တချို့ account တွေက error ဖြစ်တဲ့အခါကျရင်ဒီဘက်အပေါ်ဘက်ချမ်းမှာ credit မပေါ်ဘဲနဲ့ဒီနေရာမှာစာတန်းတစ်ခုပေါ်နေမယ်သူက subscribe လုပ်မဲ့ပုံစံမျိုးပေါ့နော် credit ဝယ်ခိုင်းမဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင် credit ရှိတဲ့သူကကြတော့ profile ကိုနှိပ်တဲ့အခါကျရင်အခုလိုမျိုးကျွန်တော်တို့ကိုယ့်ရဲ့ credit ကဘယ်လောက်ကျန်လဲဆိုတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီထဲရောက်လာတဲ့အခါကျရင်ဒီမှာ new project ကိုနှိပ်ပြီးတော့စောနာကအတိုင်းပဲဗီဒီယိုတွေပါတယ်ဖန်တီးလို့ရတယ်ကျွန်တော်ဖန်တီးပြီးသားဥစ္စာလေးတွေကျွန်တော်တစ်ချက်ဝင်ပြပါမယ်ဒီပုံစံမြင်ကွင်းကကြတော့ဒီဘက်ဘေးကနေပြောင်းလို့ရပါတယ်အဲ့ဒါလေးကိုနှိပ်တဲ့အခါကျရင်ဒီလိုအစင်လိုက်ပုံစံမျိုးလေးပြောင်းတာရဲ့ဒီ၄တောက်ကွက်ရဲ့ကျွန်တော်ကတော့ဒီ၄တောက်ကွက်လေးပို့ပြီးတဘောကြတယ်ပေါ့နော်ဒါလေးဆိုရင်ကျွန်တော်ဒီမနက်ဖန်တီးထားတဲ့ဥစ္စာလေးပေါ့ဒီမှာဆိုရင်ဒီ prompt စာတာကဒီဘက်ဘေးမှာကြည့်တယ်ပေါ့နော်အဲ့တော့ဒါလေးဆိုရင်ကျွန်တော်ရဲ့ဒီစီးပွားရေး project ထဲမှာကျွန်တော်ထည့်မဲ့ပုံစံလေးပေါ့နော် VO3 ရဲ့အားတာချက်ကကြတော့ကျွန်တော်တို့ဖန်တီးလိုက်တဲ့ဗီဒီယိုတွေကိုသူက sound တန်မှာတခါတည်းထည့်ပေးတယ် sound တန်မှာတခါတည်းထည့်ပေးတဲ့အတွက်ကြောင့်ဒီမှာဆိုရင်ဒီဗီဒီယိုအတွက်ထည့်လိုက်တဲ့ဥစ္စာပေါ့နော်ထည့်လိုက်တဲ့ဥစ္စာမှာသူက sound တန်တွေပါတခါတည်းထည့်ပေးတဲ့အခါကျတော့အဆင်ပြေတယ်ပေါ့နော်ဒီဘက်အောက်ကဥစ္စာတွေဆိုရင်ဒီ sound တန်တွေမပါအောင်ပေါ့နော်ထည့်တော့ထည့်တယ် sound တန်မပါအောင်ဒီမှာဆိုရင်ကျွန်တော်တုံးထားတဲ့ prompt ကအဆင်မပြေတဲ့အတွက်ကြောင့်သူကမြန်မာလိုမပြောဘူးအင်္ဂလိပ်လိုပဲတခါတည်းပြောတယ်ပေါ့နော်ဒါမျိုးလေးတွေပါပြီးရင်ဒီအဖွားကြီးရဲ့တချင်းဆိုနေတဲ့ဥစ္စာ red တချင်းဆိုနေတဲ့ဥစ္စာပေါ့နော်ဒါလေးကိုဖွင့်ပြပါမယ်ဒီ prompt နဲ့ဖန်တီးတဲ့အချိန်မှာဖန်တီးလိုက်တဲ့ဗီဒီယိုတိုင်းကသူက sound တန်နဲ့အဲ့လိုတခါတည်းဟိုဒီစကားပြောတဲ့ပုံစံမျိုး red တချင်းဆိုတဲ့ပုံစံမျိုးတခါတည်းတန်းထွက်တယ်ပေါ့နော်ခုဒါလေးကျွန်တော်ဖွင့်ပြပါမယ် Yo, they call me Grandma G, spitting rhymes so free. From Yangon to NYC, can't nobody mess with me. အဲ့တော့ဒီမှာဆိုရင် prompt ရေးထားတာပေါ့နော်ဒီ prompt ရေးထားတဲ့ဥစ္စာလေးမှာကျွန်တော်တို့နှိပ်ကြည့်လိုက်မယ်ဆိုရင်ဒီလောက်ပဲရေးထားတာ prompt ကအဲ့တော့သူ့ကိုကိုကဘယ်လိုပေးပြီးတော့ဖြစ်စေခြင်းလဲဘယ်လိုပုံစံမျိုးတွေလိုချင်လဲဒါဆိုလဲကျွန်တော် Google Translate ကနေပြီးတော့ပဲမြန်မာလူရေးပြီးတော့မှအဲ့ဒီရလာတဲ့စာအုံမှာဒီလေးကိုကောက်ထည့်ထားတယ်ပေါ့နော်အဲ့ဒီ Google Translate ကနေပြီးတော့ရေးထားတာတွေကိုမှကိုကစောနာကဒီတချင်းဆိုတဲ့ပုံစံမျိုးတွေဘာညာတော့ထပ်ပြီးတော့ဟိုပြင်ဆင်မှုတွေလုပ်ချင်တယ်ဆိုရင်တော့အဲ့ဒီစာတွေအကုန်လုံး Dixi AI တို့ ChatGPT တို့တွေကိုပြစ်တာပြစ်ထဲလိုက်ပြစ်ထည့်ပြီးတော့ဒီစာရဲ့အောက်ဘက်မှာကိုကမြန်မာလူမျိုးရေးသွားလိုက်ပေါ့နော်ဒီ prompt ကိုမှဟို modify ပြန်လုပ်ပေးပါဘလူလေးတွေဖြည့်ဆွက်ပေးပါဘလူလေးတွေထပ်ပြီးတော့ထုတ်ပေးပါဆိုတော့အဲ့ရလာတဲ့ prompt နဲ့ဆန်းကြည့်အဲ့ထွက်လာတဲ့ result ကပို့ပြီးတော့လောက်မှပို့ပြီးမိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီဖန်တီးဖို့အတွက်အသုံးပြုတဲ့ခါကျရင်ဒီအောက်ဘက်မှာဆိုရင်သူက setting ရှိတယ်အဲ့ setting လေးကိုနှိပ်လိုက်အခု prompt data ထည့်တယ် prompt data ထည့်ပြီး setting လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီ output ဆိုတဲ့နေရာမှာဗီဒီယိုဘယ်နှပုတ်ထုတ်ချင်လဲပေါ့ကျွန်တော်ကကြတော့ credit trader တဲ့အနေနဲ့တပုတ်ပဲထုတ်တယ်ပြီးရင် model မှာကြတော့ကျွန်တော်တို့က VO3 ဒီ text to video first model ကိုပဲတုံးလိုက်တယ် quality ဆိုရင်တော့သူကဒီ credit က100ဖြစ်သွားတယ် credit ကုန်တာများတယ်ပေါ့နော် quality ပို့ပြီးတော့ကောင်းမယ်အခုလက်ရှိကကြတော့ credit ကို20ပဲပေးတုံးတယ်ပေးတုံးပြီးတော့ဒီ VO3 နဲ့ထုတ်တယ်အကယ်၍2ဆိုရင်သူကအတန်မပါအောင်3ကကြတော့သူကအတန်နေပါတယ်အကုန်လုံးပါတယ်ဆိုတော့3နဲ့ထုတ်တယ်အားလုံးပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဒီနေရာမှာ generate button လေးကိုနှိပ်လိုက်တဲ့အခါကျရင်တော့ဗီဒီယိုထွက်လာမှာပဲဖြစ်ပါတယ်ဒါလေးကျွန်တော်ဖွင့်ပြမယ်ဟုတ်အဆောက်အဦတွေရောစီးတော်ရင်တွေရောဘယ်လိုတွေလဲဟာ ရှင်ကတောသားလား အဲ့တော့ဒီနေရာမှာကြတော့ကိုရေးထားတဲ့ prompt ကတော့မှန်မှန်ကန်ကန်ပဲထွက်လာတဲ့ဗီဒီယိုကြတော့မမိုက်ဘူးပေါ့အောက်ကတခုကတော့ရတယ်ပေါ့နော်အမှန်ကကျွန်တော်ခိုင်းထားတဲ့ prompt ကကြတော့ဒီ main ကလေးကနေပြီးတော့ရှင်ကတောသားလားဆိုပြီးတော့သူ့ကိုပြောတာဒါပေမဲ့ထွက်လာတာကပေါက်ကရထွက်လာတယ်ပေါ့နော်ယောက်ျားလေးကပြောတဲ့အတန်ကြီးနဲ့ထွက်လာအတန်ပါတယ်ဒါဆို error ဖြစ်တယ် credit 20ပြောင်းသွားတယ်နောက်တစ်ခုဒီဥစ္စာကြတော့လေဒီအတန်မပါဘူးပေါ့နော်ဒီမှာဆိုရင်ကိုက
prompt ရေးပြီးတော့ခိုင်းနေဆိုပေမဲ့ကျွန်တော်တို့ဒီလောကမှာကကြတော့တခါတလေကျရင် credit တွေမလိုအပ်ပဲနဲ့ပို့ပြီးတော့ကုန်သွားတာမျိုးတွေဖြစ်တတ်တယ်သူတို့အနေနဲ့ကလည်း generate ထုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကိုရေးတဲ့စာပေါ်မှာလိုအပ်ရင်လိုအပ်တယ်လို့ error ကတော့တက်မှာပဲဒါပေမဲ့ဒီ flow ရဲ့ဥစ္စာတွေနောက်ထပ် future တွေလည်းအသုံးဝင်တာလေးတွေရှိတယ်ဒီဘက်အောက်ဘက်မှာဆိုရင်သူက frame to video တွေနောက်ပြီးတော့ကျွန်တော်တို့ဒီ video လေးတွေရဲ့အပေါ်ဘက်မှာဆိုရင်သူက sync လေးတွေရှိတယ်နော်S2 sync အဲ့ဒီ S2 sync ဆိုတာနှိပ်ပြီးတော့ကိုယ့်ရဲ့ character တွေကိုတစ်ခုနဲ့တစ်ခုဆက်တာမျိုးတွေဘာတွေလဲအသုံးပြုလို့ရတယ်အဲ့ဒါတွေကတော့ကိုယ်တိုင်ကလိကြည့်ပေါ့နော်ကျွန်တော်လည်းစပြီးတော့လေးလာနေစေပဲရှိသေးတယ်ဒီဘက်အပေါ်ဘက်ချမ်းမှာဆိုရင်ကျွန်တော်တို့ကဒီ73ဆက်ကိုနှိပ်လိုက်တဲ့ခါကျရင်ဒီမှာ LAN flow ဆိုတဲ့ဥစ္စာရှိတယ်အဲ့ဒါကိုနှိပ်လိုက်ရဲဆိုရင်တော့ YouTube link တစ်ခုပေါ်လာလိမ့်မယ်အဲ့ဒီ YouTube link ကနေပြီးတော့လက်ရှိဒီ flow ထဲမှာအလုပ်ဘယ်လိုလုပ်လဲဆိုတာတော့ဒီမှာ3မိနစ်လောက်အချိန်ပြီးတော့ကြည့်လိုက်ပါတော့သူဒီမှာပြောပြထားတယ်အဲ့ဒီအတိုင်းကိုလိုက်ပြီးတော့စမ်းတက်လို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ပုံတွေကိုကျွန်တော်တို့ဖန်တီးတယ် pro တွေဖန်တီးတယ်ဗီဒီယိုတွေဖန်တီးတဲ့အခါကျရင်တော့ရှေ့မှာကျွန်တော်ပြောပြထားတဲ့ format အတိုင်းပဲယောက်ျားလေးဆိုရင်တော့ he တို့ဘာတို့ညာတို့သုံးပေါ့နော်တလိဆန်နေရာမှာလည်း he ထည့်ပြီးတော့သုံးလို့ရတယ်မိန်းကလေးဆိုရင်တော့ she တို့သူမတို့ဘာညာရေးကြပါဗျာအင်္ဂလိပ်စာ skill ကောင်းတဲ့တို့ကတော့ပို့ပြီးတော့တုံးချလို့ရမှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်မိတ်ဆွေတို့ပြောပြပေးတဲ့အကြောင်းအရာလေးတွေကိုမိတ်ဆွေတို့နားလည်သဘောပေါက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရဲ့ Facebook account လေးရနေပြီးတော့လေဒီ AI တင်နန်းတွေနဲ့ပတ်သက်ပြီးတော့ AI service တွေနဲ့ပတ်သက်ပြီးတော့တင်နန်းတွေပို့ချပေးနေတာရှိပါတယ်အဲ့ဒါလေးတွေဆက်သွယ်မေးမြန်းလို့ရပါတယ်ကျွန်တော်ရဲ့ page ကနေပြီးတော့လည်းဆက်သွယ်လို့ရပါတယ်ကျွန်တော်ရဲ့ဒါ page နာမည်ကကြတော့ bamit.ai ဖြစ်ပါတယ် AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ AI prompt member ဝင်ခြင်းလို့ပဲဖြစ်ဖြစ်တင်နန်းစုံစမ်းခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ page ကနေပြီးတော့လည်းဆက်သွယ်နိုင်ပါတယ်ဒီ group လေးကကြတော့ကျွန်တော်တို့ AI member တွေစုစည်းထားတဲ့ဒီ community group လေးဖြစ်ပါတယ်ဒီထဲမှာလည်းမိတ်ဆွေတို့အနေနဲ့ post တွေတင်ပြီးတော့ဒါဝင်များလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုမိတ်ဆွေတို့နားလည်တော့ပေါက်မယ်မိတ်ဆွေတို့အတွက်တခုခုရရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်ကို comment လေးထဲမှာရေးခဲ့ပေးပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်